နှစ်ပေါင်း2000ကြာကျင့်ကြံပြီးနောက်ကျမတို့ရဲ့စွမ်းအားကအံ့ဩစရာကောင်းလောက်အောင်တိုးတက်လာခဲ့တယ်။တနေ့မှာတော့တငယ်ချင်းရဲ့ခန္ဓာကိုယ်ထဲကစွမ်းအားတွေရုတ်တရက်ပောက်ကွဲထွက်လာတယ်။ရှမ်းငါရဲ့နှဆိုးဦးတိုင်းပြန်ရလာတယ်လို့ပဲအဲ့ဒီစကားကိုကြားလိုက်ရတော့ကျမလည်းအံ့အားသင့်သွားတယ်။တစ်ချိန်တည်းမှာပဲကျမရဲ့ခန္ဓာကိုယ်ထဲမှာလည်းထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာတယ်။ကျမမှာနတ်အယိုးတွေပေါက်ထွက်လာခဲ့တယ်။မဖြစ်နိုင်ဘူး။နတ်အယိုးဆိုတာမွေးရပါပဲရှိတာ။နောက်မှပေါက်လာနိုင်တာမဟုတ်ဘူး။အဲ့ဒီအချိန်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစကားတစ်ခုကိုရုတ်တရက်သတိရသွားတယ်။မင်းကတာမန်လူသားပဲ။နတ်အယိုးလည်းမရှိဘူး။ဘယ်လိုလုပ်ကျင့်ကြံနိုင်မှာလဲ။အခုမှနားလည်သွားခဲ့တယ်။ကျမမှမရှိခဲ့တာမဟုတ်ဘူး။တယောက်ကယူသွားခဲ့တာ။အဲ့ဒီအချိန်မှာပဲကောင်းကင်တစ်ခွင်လုံးမိုးကြိုးတန်တွေဟိမ့်ထွက်လာတယ်။မိုးတိမ်မဲတွေစုဝေးလာပြီးကြောက်စရာကောင်းတဲ့ကောင်းကင်တန်ဆန်းတက်မှုရောက်ရှိလာခဲ့တယ်။ဒါကနတ်ဖျားတက်လန်းနဲ့တန်ဆန်းတက်မှုမဟုတ်ဘူး။နတ်ဖျားတက်ဖို့လာတဲ့မိုးကြိုးတွေပဲ။ဒါပေမဲ့ကျမနဲ့တငယ်ချင်းကနောက်မဆုတ်ခဲ့ဘူး။နှစ်ပေါင်း2000ဆောင်းခဲ့ရတဲ့ဒီနေ့ကိုဘယ်လိုပဲဖြစ်ဖြစ်ဖြတ်ကျော်ရမှာပဲ။ပထမမိုးကြိုးဒုတိယမိုးကြိုးတတိယမိုးကြိုးကောင်းကင်တစ်ခုလုံးပြိုကျတော့မလို့တုန်ခါနေခဲ့တယ်။ဒါပေမဲ့ကျမနဲ့တငယ်ချင်းကမလဲကြခဲ့ဘူး။နှစ်ပေါင်း2000ကြာကျင့်ကြံခဲ့တဲ့စွမ်းအားတွေကဒီနေ့မှအပြည့်အဝပောက်ကွဲထွက်လာခဲ့တယ်။နောက်ဆုံးမိုးကြိုးရင်းကြီးကြားရောက်လာတဲ့အချိန်ကောင်းကင်တစ်ခုလုံးအလင်းရောင်တွေနဲ့ဖုံးလွှမ်းသွားခဲ့တယ်။ထို့နောက်ကောင်းကင်ဘုံကခေါင်းလောင်းတန်တွေစက်တိုက်ထွက်ပေါ်လာတယ်။ဘသူနတ်ဖျားအစဉ်တက်လန်းသွားတာလဲ။လင်းရှောင်းနန်းတော်တွေကနတ်သားနတ်သမီးအားလုံးအံ့အားသင့်သွားကြတယ်။အဲ့ဒီအချိန်မှာကျမနဲ့တငယ်ချင်းလည်းကောင်းကင်ဘုံထဲရောက်ရှိလာခဲ့ပြီ။ဒီနှစ်ယောက်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကဝူဝန်ထိုင်ကနေခုန်ချသွားတဲ့အမျိုးသမီးနှစ်ယောက်မဟုတ်ဘူးလား။တစ်ချိန်ကအကျိုးမရှိတဲ့သူတွေလို့လှောင်ပြောင်ခံခဲ့ရတဲ့ကျမတို့ကအခုတော့အမြင့်မြတ်ဆုံးနတ်ဖျားတွေဖြစ်လာခဲ့ပြီ